အများကြီးတော့ဂီတာတီးရင်လက်နာတယ်ဘယ်လိုသွားရမလဲအဲ့ဒါကိုဘယ်လို overcome လုပ်ရမလဲပေါ့ကျွန်တော်အခု exercise ကလေးတွေကလက်နာတာကိုဘယ်လို overcome လုပ်မလဲပေါ့နော်မင်္ဂလာပါကျွန်တော်နာမည်ကလင်းမြတ်ပါကျွန်တော်က ABSN Trinity Theory ဘိုင်းနေနဲ့သင်ကြားပေးနေသလိုဂီတာနဲ့ပတ်သက်ရင်လည်း Trinity Rock ပေါ့နော်အဓိကဦးစားပေးပြီးတော့ကျွန်တော် Great Exam တွေကိုပြန်တာနေပါတယ်ကျွန်တော်သိတာကတော့ musician အနေနဲ့လည်းသိသလို music educator အနေနဲ့လည်းသိကြရပေါ့နော်အဲ့တော့ကျွန်တော်ကအခုဒီ exercise လေးတွေလုပ်ဖြစ်တယ်ပေါ့အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်သင်ကြားရေးပိုင်းကိုကျွန်တော်စိတ်ဝင်စားတယ်ဘယ်လိုသင်ကြားရေးပိုင်းလဲဆိုလို့ရှိရင်လုံးဝ basic ကြတဲ့အောင်မျိုးပေါ့နော်အများကြီးတော့ဂီတာတီးရင်လက်နာတယ်ဘယ်လိုသွားရမလဲအဲ့ဒါကိုဘယ်လို overcome လုပ်ရမလဲပေါ့အဲ့ဒါကိုကျွန်တော်အချိန်ပေးကြည့်တယ်ပေါ့ဘယ်လိုလုပ်တင်လဲကျွန်တော်လည်းအစတော့လည်းဘယ်လိုလုပ်ခဲ့လဲအဲ့ဒါကိုကျွန်တော်ပြန်စဉ်းစားကြည့်နောက်ကျွန်တော်ရဲ့သင်ကြားရေးအတွေ့အကြုံကကလေးတွေနဲ့မှသူတို့ဒီဟာတွေကိုဘယ်လိုရင်ဆိုင်ဖြည့်ရှင်းလဲကျွန်တော်တို့အတူတူကဘယ်လိုပူပေါင်းလဲပေါ့အဲ့ဒါကိုကျွန်တော်သွားပြီးကြည့်တဲ့အချိန်မှာကျွန်တော်စရမယ့်နီလန်လေးပေါ့နော်ကျွန်တော်တွေ့တယ်ကျွန်တော်အခု exercise ကလေးတွေကဒီလက်နာတာကိုဘယ်လို overcome လုပ်မလဲပေါ့နော်ဘယ်လိုကျော်လွှားမလဲဆိုတဲ့နေရာမှာစနစ်တကျလေးနဲ့ကျွန်တော်တို့ commitment ထားပြီးတော့ပုံမှန်လေးလုပ်သွားမယ်ဆိုလို့ရှိရင်ဒါလေးကျော်လွှားနိုင်မယ်လို့ကျွန်တော်ယုံကြည်အောင်เนาะအဲ့တော့လေ့ကျင့်ခန်းလေးတွေကတူတူလေးတွေပဲအချိန်အားဖြင့်မကြောက်ဘူး step by step အနောက်မှာလည်းကျွန်တော်ဒီလိုမျိုး back မှာကျွန်တော် step note temperature ထည့်ထားပေးမယ်အလိုအ e-book လည်းကျွန်တော် provide လုပ်မယ်ပေါ့နော်မိတ်ဆွေအနေနဲ့လုပ်သွားရမှာကနေ့စဉ်မှန်မှန်လေ့ကျင့်သွားမယ်ပြီးတော့ left right ဘယ်နဲ့ညာကိုကျွန်တော်တို့မှန်မှန်ကန်ကန်လေးပေါ့နော်ဒီကတ်သွားမယ်ခွဲခြားပြီးတော့ပေါ့နော်ခွဲမှ separate လုပ်မယ်ဆိုတာဘယ်လက်ကိုလည်းကျင့်မယ်ညာလက်ကိုလည်းခွဲပြီးကျင့်မယ်ဆိုလို့ရှိရင်ပြီးတော့လေ့ကျင့်ခန်းလေးတွေတစ်ခုပြီးတစ်ခုမကြော်ဘဲနဲ့လေ့ကျင့်ခန်းအနေနဲ့1နဲ့3လေးတောင်းတယ်ဆိုရင်တော့ဒါတွေကိုကျွန်တော်တို့အတူတူကောပေါ့နော်ကျွန်တော်ကလည်းပြမယ်မိတ်ဆွေတို့ကလည်းဒီလေ့ကျင့်ခန်းတွေပုံမှန်လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီပြဿနာကိုကျော်လွှားနိုင်မယ်တော့လည်းပါတယ်ဒါကလုံးဝ basic ပေါ့နော်အဓိကကျွန်တော်ကလေးတွေလည်းတင်လို့လူကြီးတွေလည်းကျွန်တော် instructor ကြောင့်လည်းသင်ကြားပေးတဲ့အချိန်မှာကျွန်တော်တချို့သောကိစ္စတွေအများစုပေါ့ကျွန်တော်ဒီလိုမျိုး step တွေကိုနှေးချလိုက်ပြီးတော့လုံးဝသွားတဲ့ basic ဘန်သွားတဲ့အချိန်မှာအများအပြားတော့ဒီဟာကိုကောင်းကောင်းမွန်မွန်ကျွန်တော်တို့အတူတူကကျော်လွှားသွားနိုင်တယ်ပေါ့ကျွန်တော်လေ့ကျင့်ခန်းတွေမှာဒါကြီးထည့်ပေးထားပါတယ်အားလုံးအတူတူက enjoy လုပ်ပြီးတော့ကျွန်တော် exercise လေးတီးကြရအောင်